ရန်ကိုတန်မိုးရှိပါတယ်ဆရာကျွန်တော်ခုနကပြောခဲ့တဲ့အထဲမှာဒီ psychiatrical first aid အတွက်ကိုအသိလေးတွေလူတိုင်းရှိဖို့လိုပါတယ်အဲ့ဒီမှာထပ်ပြီးတော့ approach လုပ်ရမယ်ဆရာကြီးဖြတ်ဖြစ်ဆွတ်ပေးလိုက်တဲ့ဟာကတော့ 3L ပါကျွန်တော်တို့လည်းကြိုက်သွားတာကျွန်တော်တို့က 3R ဆိုတော့ဒီမှာ 3L နဲ့တော့ကြိုက်ပါတယ်အဲ့ဒါကဘာလဲဆိုတော့ look listen and link အဲ့တော့အဲ့၃ချက်ကလည်းကျွန်တော်တို့အတွက်အရန်ကိုတန်ဖိုးရှိတဲ့သူသဖြင့်ဒီ psychiatrical ဒီ first aid တွေကိုလုပ်ဖို့စူးစမ်းနေတဲ့သူတွေအကုန်လုံးအခြေခံလေးသိရုံခဲ့ပဲတော်တော်ကိုဒါအဆင်ပြေသွားပါပြီเนาะပြီးတော့ဆရာကြီးပြောခဲ့တဲ့အထဲမှာရင်ဖွင့်ခိုင်းမှုလိုတယ်ဆိုတာတကယ်တည်းပဲလိုပါတယ်ရင်ဖွင့်လိုက်ရဆိုရင်တဝက်ကိုယ့်ရဲ့ပူနေတဲ့အပူကိုခံစားပေးမဲ့လူရှိပါလားဆိုတဲ့စိတ်ကပဲဒါဘာဖြစ်အနည်းဆုံးတော့ကိုယ်နဲ့တူတူရှိနေရဲဆိုတဲ့စိတ်တွေရသွားတာလေအခုခံစားနေရတဲ့သူများအတွက်အကူအညီအများကြီးဖြစ်ပါတယ်ဆရာကျေးဇူးလည်းတင်ပါတယ်ကျွန်တော်တို့ဒီစကားနဲ့ပတ်သက်ပြီးတော့ဆက်ပြီးတော့နောက်ထပ်ဆရာဦးအောင်ထက်ခန့်ကိုဆက်ပြီးတော့မေးခွန်းပြုပါအဓိကကတော့ဆရာရဲ့ life coach အမြင်နဲ့ပါပဲဆရာရှေ့ကပြောခဲ့တဲ့ပတ်သက်ပြီးတော့ဒီမှာခံစားနေရတဲ့အပိုင်းတွေကိုဘယ်လိုကုစားကြမလဲဘာတွေပြင်ဆင်နေလဲဘာလုပ်တင်လဲဆိုတာလေးကိုနည်းနည်းလေးဆွေးနွေးပြပါခင်ဗျကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျေးဇူးပါအဲ့တော့ကျွန်တော်ဒီနေရာမှာတော့မြင်တာတော့အပိုင်းလေး၃ပိုင်းသွားမယ်ပေါ့နော်ပထမတစ်ပိုင်းကဒီ survivor တွေပေါ့နော်ဒီဘေးရန်တွေကနေပြီးတော့ဖြစ်ခဲ့တဲ့ survivor တွေအတွက်ရဒုတိယတစ်ယောက်ကတခုကကြတော့အကယ်၍ကိုကဒီငလျင်ဘေးကိုတိုက်ရိုက်ကြီးမပါပင်မဲ့ဒီ second အနေနဲ့ပေါ့နော်ဘေးကနေပြီးတော့ခံစားရတဲ့ဟာဒီ guilt တွေဖြစ်နေတဲ့သူတွေအတွက်ရတတိယတစ်ပိုင်းကကြတော့ဒီ organization တစ်ခုတည်းနေပေါ့နော်ဒီအပိုင်း၃ပိုင်းလေးကိုအဓိကထားပြီးတော့မျှဝေချင်ပါတယ်အဲ့တော့ပထမတစ်ပိုင်းကတကယ်ကိုဒီ immediate ဖြစ်နေတဲ့အဖြစ်အပျက်ကိုကဒီငလျင်ဘေးမှာကိုယ့်ရဲ့မိသားစုတော်၎င်းဒါမှမဟုတ်ကိုယ့်ရဲ့အိုးအိမ်တော်၎င်းအကြီးမားစွာဆုံးရှုံးမှုဖြစ်တဲ့အချိန်ခါကြာရင်ဆော့ဆော့ဆရာကြီးပြောခဲ့လို့ပေါ့နော်ပထမဦးဆုံးကကျွန်တော်တို့ဒီ emotion ကို suppress မဖိထားမိဖို့အရေးကြီးတယ်တော်တော်များဒီချိန်မှာ okay ငါကမငိုဘူးငါဓာကြီးတွေကိုခံနိုင်ရှိတယ်ကွာငါကဓာကြီးကိုဘာမှမခံစားရဘူးဆိုပြီးတော့ကိုယ်စိတ်ကိုဖိထားခြင်းမလုပ်မိဖို့အင်မတန်မှအရေးကြီးတယ်ဟုတ်ကဲ့ပါဆရာအဲ့တော့ဒီလို suppress မလုပ်ဘဲနဲ့ကိုကတကယ်ခံစားရတဲ့ဟာကိုနံပါတ်1အနေနဲ့okay ငါခံစားရပြီဆိုတော့အတိမတ်ပြုဖို့လိုတယ်အဲ့တော့အတိမတ်ပြုပြီးသွားရင်ဒီရဲ့ကြီးမားတဲ့ emotion ဖြစ်တဲ့အတွက်ကြောင့်မို့တယောက်တည်းမနေပါနဲ့ဒီမှာ loneliness ဒီတကယ်ကို chronic disease ထဲမှာပါပါတယ်အဲ့တော့တက်နိုင်ဒီရွေးကတော့ speak out လုပ်ပါဆိုတော့ဆရာကြီးပြောသလိုတက်ကျွမ်းတဲ့ဒီ empathic listener ရှိတယ်တကယ်ကိုဂယုဏနဲ့နားထောင်ပေးနိုင်တဲ့အပြည့်အဝနားထောင်ပေးနိုင်တဲ့သူတွေရှိတယ်ဆိုတော့ဒီပုံကိုယ်တွေနဲ့တွားပြီးတော့ချိတ်ဆက်ပြီးတော့ဆွေးနွေးတတ်ဖို့လိုလိမ့်မယ်အဲ့တော့ဒီလိုဆွေးနွေးမျှဝေလိုက်ခြင်းဆောစောအခုပြောသလိုပဲခံစားချက်တွေကိုမျှဝေခြင်းကပဲ sharing လုပ်ပေးတဲ့မျှဝေခံစားပေးရသူရှိရဲဆိုတာသိရုံနဲ့တင်ပဲသူရဲ့တော်တော်များတက်တာစီပါတယ်အဲ့တော့ဒါကြောင့်မို့ဖြည့်ဆည်းထားရင်မလုပ်ပါနဲ့အဲ့တော့ကျွန်တော်တို့ဟလာ Maslow hierarchy မှာဆိုလည်းရှိတယ်အောက်ဆုံးအခြေခံလိုအပ်တာက basic need ပေါ့ဗျာ basic need ဆိုတာအခြေခံ survival ရှင်သန်ဖို့အတွက်လိုအပ်တာရှိတယ်ဆိုတော့အဲ့ဒါကိုလည်းဆိုတော့ကျွန်တော် organization အနေနဲ့ဖြည့်ဖို့လိုအပ်တယ်နောက်တစ်ဆင့်ကကျွန်တော်တို့လုံခြုံအောင်လဲဆိုတော့ဆရာကြီးပြောသလိုဟလာစိတ်ပိုင်းဆိုင်ရာမှာထိခိုက်နေတယ်ဆိုရင်ရုပ်ပိုင်းဆိုင်ရာနဲ့တစ်ခါလေးပြန်ကူစားရတယ်ဟုတ်ကဲ့ပါဒါကြောင့်မို့တယောက်တည်းမနေဘဲနဲ့ exercise လုပ်တာတော့၎င်းဆိုတော့ဆရာကြီးပြောတဲ့ meditation လုပ်တာတော့၎င်းသက်ဆိုင်ရာဘာသာရေးနဲ့ရုပ်ပိုင်းဆိုင်ရာနေပြီးတော့ lead လုပ်ဖို့လိုတယ်ဟုတ်ကဲ့ပါဆိုတော့ဒါကြောင့်မို့ကျွန်တော်ဒီ number 1တကယ်ကိုနှစ်ဖူးတွေ့တူတွေ့ကြုံတွေ့လိုက်ရတဲ့ survivor တွေအနေနဲ့ speak out လုပ်ပါနောက်ဆော့ဆော့ဆရာကြီးပြောလို့ link like လုပ်ပါဆိုတာလေးကိုလုပ်စီချင်ပါတယ်အဲ့တော့ဒုတိယတစ်ခုပေါ့အကယ်၍ကိုနဲ့တော့ဒီငလျင်ဘေးမှာတိုက်ရိုက်ကြီးတော့မတက်ဘေးမရောက်ခဲ့လိုက်ဘူးဆိုတဲ့အနေထားမှာကိုဘာကူညီပေးနိုင်မလဲတော်တော်များဒီချိန်မှာ guilt တွေဖြစ်ကြတယ်တိတ်ဆုံးသွားတဲ့သူတွေမှာဆုံးရှုံးလိုက်တယ်လို့ပဲရှင်တန်ခဲ့တဲ့သူကလည်းဒဏ်ရာတွေနဲ့ရှိတယ်အတွင်းဒဏ်ရာတွေပေါ့အဲ့တော့ဒီနေရာမှာခွဲခြားပြီးမြင်တတ်ဖို့လိုတာကကျွန်တော်တို့ actual guilt နဲ့ toxic guilt ဆိုပြီးဖြစ်နေတတ်တယ်တော်တော်များများကဒီအဖြစ်ပြက်ဆိုကြီးကိုပဲထက်ခါတက်ခါတွေးပြီးထက်ခါတက်ခါ share rumination လုပ်တာပေါ့စမြုပ်ပြန်တာပေါ့ဗျာအဲ့တော့ဒါကြီးကငါဆုံးရှုံးသွားလေခြင်းပေါ့ငါတော့ရှင်တန်နေခဲ့တယ်သူတို့ကတော့တော်တော်ကြီးခံစားရတယ်ဆိုပြီးတော့ဒါကိုပဲထက်ခါတက်ခါအခုဆိုရင်ဟလာ online တွေမှာမီဒီယာတွေမှာတော်တော်များဒီအကြောင်းအရာတွေနဲ့ပတ်သက်တဲ့တော်တော်များအခု Facebook ပို့လိုက်တယ်ဆိုရင်ပဲတွေ့ပါလိမ့်မယ်နော်ဒီခက်ခဲနေတဲ့ဟာတွေပဲတောက်လျှောက်တွေးတော့ကိုယ့်ရဲ့ daily routine တွေမှာပါ
loop ဖြစ်နေတတ်ပါတယ်ဒီ depression loop ကြီးဖြစ်နေတတ်တယ်ပေါ့နော်ဒါကြောင့်မို့တက်နိုင်တွေကတော့ဒီခံစားရတဲ့ဒဏ်ရာတွေအတွက်အချိန်ကာလတစ်ခုလိုအပ်တယ်ခံစားပါပြီးသွားခဲ့ဒီ loop ထဲကနေပြီးတော့ပြန်ထွက်ဖို့လိုအပ်တယ်အဲ့တော့interact survivor အနေနဲ့လည်းเนาะဘယ်လိုလုပ်ရမလဲဆိုတော့စောစောပြောခဲ့သလိုပဲကိုဘေးနားနေဘာကူညီပေးလို့ရမလဲဒီ guilt ကနေ actual guilt ဆိုရဲ okay ကိုကခံစားပြီးသွားခဲ့ရင်လိုအပ်နေတဲ့သူတွေအတွက်ဘာလုပ်ပေးလို့ရမလဲဆိုရှုထောင့်စောစောဆရာကြီးပြောသလိုပါပဲရုပ်ပိုင်းဆိုင်ရာဖြည့်ဆည်းလို့ရတယ်လို့စိတ်ပိုင်းဆိုင်ရာနဲ့ဟလာစောစောဒေါက်တာပြောသလိုပဲ psychological fatigue တွေကတင်ယူရင်တက်မြန်လွယ်ပါတယ်ဒါကြောင့်မို့ကိုနိုင်ကူညီခြင်းနဲ့စိတ်ရှိတယ်ဆိုရင်ပဲဒီ psychological fatigue တန်းတန်းတွေကိုကိုယ်တိုင်သွားတက်ပါတက်ပြီးတော့တကယ်လိုအပ်နေတဲ့သူတွေကိုသွားပြီးတော့နားထောင်ပေးတာဒီအရန်ကောင်းတဲ့အစီအစဉ်ပေါ့နော်တတိယအစီအစဉ်ကတော့ဒီ organization အနေနဲ့ပေါ့နော်စောစောဆရာကြီးပြောလို့ဒီအဖွဲ့အစည်းတွေအားလုံးစုပေါင်းပြီးတော့လုံးမပဲဒီဟာကကုသခြင်းအစီအစဉ်ကပို့ပြီးတော့ထိရောက်မယ်လို့မြင်တယ်ပေါ့နော်ဆိုတော့ဒါတော့ကျွန်တော်မြင်တဲ့ရှုထောင့်နေပြောခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ပါဆရာကျေးဇူးပါဆရာဒီနေ့ကျွန်တော်တို့အတွက်ပြောရမယ်ဆိုရင်ဆရာကြီးဦးဉာဏ်ဝင်းကျော်ပြောတာကောဆရာပြောတာကောတကယ်ကိုရေးကြီးတဲ့မှတ်သားပွဲရာကြီးပါပဲကျွန်တော်တို့တော်တော်ကိုမှတ်ပြီးတော့ပြင်ဆင်ရမှာပါခုနကပြောတဲ့ဆရာကြီးပြောတဲ့အထက်မှာပဲအချင်းချင်းဝိုင်းကူပေးတယ်ဆိုတဲ့ဟာကဘာလို့လဲဆိုတော့ကျွန်တော်တို့ပြောပါတယ်ဒီတယောက်ကခံစားနေချက် if you are not in their shoes ဆိုရင်သူတို့ဘာခံစားနေရတာဆိုမသိနိုင်ပါဘူးအဲ့လိုခံစားနေရသူအချင်းချင်းဝိုင်းကူပေးတာကလည်းပဲဒီနည်းအားဖြင့်ပို့ပြီးတော့ထိရောက်တဲ့ approach ခုလည်းကျွန်တော်မြင်ပါတယ်အရန်လဲကျွန်တော်ဖြစ်ပါတယ်အဲ့ဒါတွေကြားတော့ကျွန်တော်တို့ပို့ပြီးတော့အတွေ့အကြုံ idea တွေရလာပါတယ်ကျွန်တော်တို့ Rotary Club အနေနဲ့လည်းပဲအဲ့ဒါတွေအကုန်ချိတ်ဆက်ပြီးတော့သူသဖြင့်ခုနက psychiatrical facet တွေရော training တွေရောလိုအပ်တဲ့ဟာတွေကိုtraining တွေခန့်ညံ့ပေးဖို့ခန့်ညံ့လုပ်ဖို့တော့ကျွန်တော်စူးစမ်းပါမယ်เนาะဆရာပြောရဲ့အစုအများကြီးတင်ပါတယ်အခုနောက်တစ်ခါဆရာကြီးဆရာဒေါက်တာကောင်းမြတ်ဆန်ကိုမမေးခင်မှာဆရာခုနကသူပြောတဲ့ subject နဲ့ပတ်သက်ပြီးတော့ data ကျွန်တော်တို့ information တွေအရန်အရေးကြီးတယ်ပြောခဲ့ပါတယ်ဆရာကြီးစီမှာအဲ့ဒီ information ယူတဲ့ checklist လေးရှိရလို့လဲကျွန်တော်ခုနကဆရာကြီးပြောလို့လေ့လာလာခဲ့ရပါတယ်နည်းနည်းလေးအဲ့ဒါနဲ့ပတ်သက်ပြီးတော့အချင်းချုပ်လေးပေါ့ရှင်းပြနိုင်ပါမလားခင်ဗျအဲ့ဒါပြီးသွားရင်ကျွန်တော်ဆရာကလည်းပဲအဲ့ဒီ information ဒီကျွန်တော် checklist နဲ့ပတ်သက်ပြီးတော့ဆရာရဲ့အမြင်နဲ့ပြန်ပြီးပြောပြပါသူတို့ရဲ့ခံစားချက်တွေကိုစောစောပြောတဲ့psychological first aid training တွေ volunteer တွေပေးထားမယ်ပေးထားပြီးရင်အဲ့ဒီခံစားရတဲ့သူတို့ရဲ့ခံစားချက်တွေမှာအလုံးနဲ့ပတ်သက်ပြီးဘယ်လောက်ထိခိုက်လဲလူမှုရေးနဲ့ပတ်သက်ပြီးဘယ်လောက်ဒီအနှောက်အယှက်တွေဖြစ်လဲမိသားစုကအိမ်မှုကိစ္စတွေမှာဘယ်လောက်ထိခိုက်လဲဆိုတဲ့ထိခိုက်ခံစားမှုတွေကို check လုပ်တဲ့ skill ရှိပါတယ် disability skill ပေါ့အဲ့ဒါလည်းကျွန်တော်ပြုစုထားတာရှိပါတယ်အဲ့ဒါအပြင်ကျွန်တော်တို့ကဒီဘယ်လောက်ထိခံစားရတာတွေများလို့ဘယ်လောက်ထိစိတ်ဓာတ်တွေကျသွားလဲစိုးရိမ်စိတ်တွေဘယ်လောက်ထိများလာလဲစသဖြင့်အဲ့ဒါတွေကို check လုပ်လို့ရတဲ့ tools တွေရှိပါတယ်ဒါကတော့ကျွန်တော်တို့ပြောမှဆိုရင်free ရတာfree download ဆွဲလို့ရတဲ့ tools တွေပေါ့အဲ့ဒါတွေကိုကျွန်တော်မြန်မာလိုပြုစုထားတာတွေရှိပါတယ်အဲ့ဒါကျွန်တော်တို့ရဲ့မိတ်ဆွေအပေါင်းအသင်းတွေကျွန်တော်တို့ရဲ့ဆရာကြီးတွေဝိုင်းပြီးတော့ပြုစုပေးထားတာလေးရှိပါတယ်အဲ့တော့အဲ့ဒီပြုစုပေးထားတာလေးတွေနဲ့စောစောပြောသလိုကျွန်တော်တို့ train လုပ်ပေးထားတဲ့လူငယ်လေးတွေကိုပေးလိုက်ပြီးတော့ကြတော့ဒါတွေကိုလုပ်လို့ရှိရင်သူတို့ဘယ်လောက်ထိခိုက်မှုခံစားမှုရှိလဲဆိုတော့ကျွန်တော်တို့ကလက်လောအခြေအနေရသိရမှာဖြစ်ပါတယ်သိပြီးကျွန်တော်တို့သူတို့တွေကလာ psychological first aid နဲ့သူတို့ကောင်းကောင်းလေးနားထောင်ပေးလိုက်တယ်သူတို့ရင်ဖွင့်တာတွေကိုအဲ့ဒါသူတို့ရဲ့ sympathy empathy နဲ့နားထောင်ပြီးတော့ပေးလိုက်တယ် judgment လည်းမလုပ်ဘူးဘာမှမလုပ်ဘဲနဲ့သူတို့ပြောချင်တာပြောပါစီဖွင့်ပေးလိုက်တယ်ဆိုရင်ဘယ်လောက်ပေါ့သွားလဲဆိုတော့ကျွန်တော်တို့နောက်တစ်လလောက်အကြာမှာပြန်ပြီးတော့ဒီ checklist လေးနဲ့ပြန်ပြီးတော့စစ်ဆေးလိုက်မယ်ဆိုရင်ဘယ်လောက်ထိယော့သွားလဲဆိုတော့သိနိုင်မှာဖြစ်ပါတယ်အဲ့ဒီမှာကျွန်တော်တို့ကယော့သွားတယ်ဆိုတဲ့သူတွေဒီဘာမှ further management မလုပ်ဘူးနောက်ထပ်ပြီးတော့ကုသမှုစိတ်ပိုင်းဆိုင်ရာကုသမှုအကြီးကျယ်လုပ်ဖို့မလိုတော့ဘူးသူတို့ကလမ်းကြောင်းပေါ်ရောက်သွားပြီသူတို့ကသူတို့ဘဝကိုသူတို့ control ရသွားပြီးတော့ကြတော့ဘဝကိုတိုးတက်အောင်ပြန်ပြီးတော့စွမ်းဆောင်နိုင်တဲ့အဆင့်ရောက်သွားမှာဖြစ်ပါတယ်အဲ့လိုမရောက်ဖ ೇನೆ အဲ့ဒီနောက်တစ်လလောက်မှာပြန်ပြီးတော့စမ်းစစ်တဲ့အခါမှာscoring တွေကတက်တဲ့လောက်တက်မလာဘူးတက်မလာတဲ့အပြင်စောစောပြောတဲ့ ruminations တွေနဲ့ပြန်ပြီးတော့ကြတော့ကျွန်တော်တို့ post traumatic stress disorder level ကိုရောက်သွားပြီးတော့ခံစားရပြီးဆိုတဲ့အနေအထားတွေကိုတွေ့နေရပြီးဒါမှမဟုတ်သိပြီးတော့ depressed ဖြစ်နေပြီးသိပြီးတော့စိုးရိမ်စိတ်တွေကြောက်ကြမှုတွေများလုံးအားကြီးနေပြီးလုပ်ငန်းဆောင်တာပြည့်ညွှန်းမှုတွေလည်းများနေပြီးဆိုတဲ့အချိန်ကျရင်တော့ကျွန်တော်တို့ကcounseling လုပ်ဖို့လိုတဲ့သူတွေရှိမယ် psychotherapy ပေးဖို့လိုတဲ့သူတွေရှိမယ်အဲ့ဒီတည်းပို့ပြီးတော့ကြတော့psychiatric treatment medication တွေ
ပေးဖို့လိုမယ်ဆိုတဲ့သူတွေပေါ်လာမှာဖြစ်ပါတယ်အဲ့ဒီချိန်ကျရင်တော့ကျွန်တော်တို့ကလိုအပ်တယ်လို့ညွှန်းပို့ပြီးတော့ကြတော့ကျွန်တော်တို့ရဲ့ဟိုမိတ်ဆွေလာဆရာဝန်တွေ psychologist တွေနဲ့လာပူးပေါင်းပြီးတော့ကြတော့ကုသမှုတွေပြီးမယ်ဆိုလို့ရှိရင်ဒါတွေကအဆင်ပြေအောင်မြင်သွားမယ်လို့မျှော်လင့်ပါတယ် ဟုတ်ကဲ့ပါဆရာကျေးဇူးပါကျွန်တော်တို့အဲ့ဒီ list လေးကိုလည်းကျွန်တော်တို့အတက်နိုင်ဆုံးဒီရည်ပညာပိုင်းနဲ့ဘယ်လိုလုပ်လို့ရမလဲဆိုတာကျွန်တော်စူးစမ်းပါမယ်ဟုတ်ကဲ့ပါအခုတစ်ခါကျွန်တော်မေးချင်တာကတော့ဆရာဒေါက်တာကောင်းမြတ်ဆန်ပါဒီဆရာကတော့ကိုယ်တိုင် medical doctor လည်းဖြစ်ပါတယ်ဒါအပြင်ကျွန်တော်တို့ပြောလို့ရတာက IT နည်းပညာပိုင်းမှာလည်းပဲအများကြီးဥဆောင်ပြီးတော့လုပ်နေတဲ့အလုပ်တွေရှိနေတဲ့အခါကျတော့ဆရာအနေနဲ့ဒီငင်းကြောင်းဖြစ်လာတဲ့စိတ်ပိုင်းဆိုင်ရာကျွန်တော်တို့ခံစားမှုတွေကိုပြန်လည်ကုသဖို့ပြင်ဆင်တဲ့အခါမှာဆရာရဲ့အမြင်လေးပေါ့နော်အဲ့ဒါကိုခုနက information ရယူတဲ့အပိုင်းတွေလည်းပဲအရေးကြီးပါတယ်ဆိုတဲ့အပိုင်းတွေနဲ့နှိုင်းယှဉ်ပြီးတော့အခုဆရာကြီးပြောခဲ့တဲ့အချက်တွေနဲ့နှိုင်းယှဉ်ပြီးတော့လည်းကျွန်တော်တို့နည်းနည်းလေးပြောပြပါအောင်ခင်ဗျာကျေးဇူးတင်ပါတယ် ဆရာကြီးခုနကပြောသွားတာလေးနဲ့ပေါ့နော်ကျွန်တော်တို့ Rotary အနေနဲ့ Rotary